မင်္ဂလာပါရှင်ချမ်းမမီကဒီတစ်ခါဘာလုပ်ပြခြင်းလဲဆိုတော့ပုံရည်ကြီးထမင်းကြော်လေးပါဒါကလူတိုင်းလဲကြော်တတ်ပါတယ်လွယ်ကူရိုးရှင်းပြီးစားလို့အရန်ကောင်းတဲ့တမျိုးပေါ့နော်တိုင်ကြီးမလေးအရန်လဲအလုတ်ရှုံနေတာရဲ့အလုတ်တွေရှုပ်ပြီးပြင်ပန်းနေတော့ဟင်းလည်းမချက်ချင်ဘူးအဲ့တော့ညနေစာစားဖို့အချိန်လေးရောက်လာတော့ဘာချက်ရမလဲပေါ့နော်အဲ့ဒါနဲ့အမြန်ဆုံးပုံရည်ကြီးတုပ်ကလေးတွေ့ရောအကျန်ရသွားတယ်ပုံရည်ကြီးထမင်းကြောမဲဆိုပြီးတော့ပုံရည်ကြီးနဲ့ပတ်သက်ပြီးတော့ဟင်းမဲချက်စားဘူးတယ်တုပ်စားတယ်အဲ့လိုထမင်းကြော်တာတော့တစ်ခါမှလုံးမစားဘူးပေါ့နော်ဒါပထမဦးဆုံးချိန်ပဲစီပူလာပြီးဆိုရင်အမကြက်ဥလေးဖောက်ထည့်ပြီးတော့ကြက်ဥလေးဝါလာအောင်ကြော်လိုက်တာပေါ့နော်ကြက်ဥလေးမွားပြီးဆိုတော့မှဒီကြတော့ပုံရည်ကြီးလေးထည့်တယ်ပေါ့နော်ခါမလေးဒီပုံရည်ကြီးနဲ့သမင်းကြော်စားတာကြားဘူးတာပေါ့နော်တခါမှကိုတိုင်းလုံးမစားဘူးဒါပထမဆုံးချိန်နဲ့ချန်ကတော့မှဒီရန်စားကောင်းတယ်လို့ပြောတယ်ပုံရည်ကြီးလေးတွေထည့်ပြီးလို့ပုံရည်ကြီးတွေလည်းအကုန်ကြေပြီးတော့မွားလေးဖြစ်လာပြီဆိုတော့မှသမင်းလေးထည့်လိုက်တယ်ပေါ့နော်သမင်းထည့်တယ်အရန်ရိုးရှင်းပါတယ်ဒီရဲ့စားလေးထည့်တဲ့အရာသာတော့ကဒါပဲဒီအဆက်လေးစားကြည့်နောက်ဆုံးကျမှကျွန်မကတော့မြုပ်သီးလေးထည့်လိုက်တာပေါ့နော်ရှိန်တိမ်လေးဖြစ်သွားအောင်လို့ဆိုပြီးတော့မြုပ်သီးစိမ့်လေးထည့်ပြီးတော့ကြော်လိုက်တယ်အရန်စားကောင်းတဲ့အမဲတစ်မျိုးပါလွယ်ကူတယ်ပြီးတော့ဒီတိုင်းဖြစ်နေမှာဆိုလို့အသားလေးချီတာလေးကိုအသားလေးကိုလည်းကြော်ပြီးတော့သူ့ကိုထည့်ပေးလိုက်တယ်ပြီးတော့အတူပုံစံလေးနဲ့စားလို့ရအောင်လို့ကျွတ်သွန်လေးအစိမ်းလေးလည်းထည့်လိုက်တယ်ဒီရန်စားကောင်းတဲ့မျိုးပါဒီလိုမျိုးကြော်မစားသေးတဲ့လူတွေရှိရင်ကြော်စားကြည့်ပါလို့နော်ပြီးတော့လေပုံရည်ကြီးရဲ့မှာဒီပင်ပြိုရွက်နုတစ်စိတ်ကိုအရန်သဘောကျတယ်သူကလေလက်ဆက်တယ်အချိန်တော်ကြာတဲ့အထိလက်ဆက်တယ်ပဲပြောရမှာပေါ့နော်ဒီမှာစားတိုင်းပင်ပြိုရွက်နုတစ်စိတ်ကိုတအားပိုကြိုက်သွားတယ်တခြားဟာတွေထက်သူကလေပုံရည်ကြီးအချင်းနဲ့မရှိဘဲနဲ့ကွာစိတ်အဲ့ဒီအရာသာလေးကိုတအားသဘောကျတာအဲအကြောင်းကျွန်မအခုနောက်ပိုင်းဒီပုံရည်ကြီးနဲ့ပတ်သက်တဲ့အရာဆိုရင်ပင်ပြိုရွက်နုတစ်စိတ်ကိုပဲသုံးပါတယ်တကယ်လည်းစားကောင်းပါတယ်ချန်ကပုံရည်ကြီးနဲ့ပတ်သက်တဲ့ဟင်းနေချိန်အရန်ကြိုက်တယ်အဲ့တော့ဒါကတော့ထမင်းကြော်တာဆိုတော့သူကတခါမှမစားဘူးအရန်သဘောကျသွားတယ်သူလည်းလေပုံရည်ကြီးထမင်းကြော်လေးနဲ့လိုက်ဖက်အောင်အသားကြော်လေးတစ်မျိုးရယ်ကျွတ်သွန်နီစိမ်းလေးပါထည့်ပေးထားပါတယ်ရှင်ခုလိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ချမ်းမမီကိုလည်း like and subscribe လုပ်ပေးကြပါလို့သိလားတောင်းဆိုပြရစီရှင်ကြိုက်လားညပထမဦးဆုံးချိန်မှာနော်ပုံရည်ကြီးထမင်းကြော်စားဘူးလားဟုတ်တယ်မလားပပကြိုက်လားYeah, this is really good. Like, this combination. Thank you. Tata onion လေးကြိုက်တာကောင်းလိုက်တာ